နေပြည်တော်စောက်တော့သူတို့တွေခိုးစားထားတဲ့အတွက်ပေါ့နော်ဒီစကိုင်းငလင်ကြောင့်ကျွန်တော်တို့နေပြည်တော်ကြီးတစ်ခုလုံးကြေမွတ်သွားခဲ့တာကိုဒီမှာကျွန်တော်တို့နားထောင်ရမှာဖြစ်တဲ့အတွက်အားလုံးကျွန်တော်တို့ ਨੇ ပေါင်းပြီးနားထောင်ကြည့်အောင်နော်စကိုင်းငလျင်ကြီးလှုပ်ပြီးတဲ့နောက်နေပြည်တော်မှာပွဲပြက်နေပြီဆိုတဲ့စကားခေတ်စားလာပါတယ်ငလျင်ကြောင့်နေပြည်တော်ကဝန်တန်းအင်ယာတွေရုံးအဆောက်အဦတွေလမ်းတွေဆေးရုံတွေစစ်တပ်အဆောက်အဦတွေအများကြီးပျက်စီးခဲ့ပါတယ်ဝန်တန်းအင်ယာ4000ကျော်မှာတဝက်လောက်ပျက်စီးသွားပြီးကြံတဝက်ကလည်းလူနေထိုင်လို့မရတဲ့အခြေအနေဖြစ်သွားပါတယ်သေဆုံးသူရာချီပြီးဒဏ်ရာရသူထောင်ချီတဲ့အတွက်နေပြည်တော်ကရင်1000ဈေးရုံကြီးတောင်မနိုင်မနှင်းဖြစ်နေပါပြီအသက်မသေးပဲကြံခဲ့တဲ့ဝန်တန်းတွေလည်းနေစရာမရှိလို့တစ်ပင်အောက်မှာယာယီရွက်ဖြင့်တဲထိုးနေရပြီးမီးမလားရေမရဖြစ်နေကြပါတယ်ငလျင်အပါအဝင်တဘာဝဘေးကြားရောက်နိုင်တဲ့နိုင်ငံတွေမှာအုပ်ချုပ်ရေးအဆောက်အဦတွေတိစောက်ကြတဲ့အခါတဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိဖို့စနစ်တကျတွက်ချက်တိစောက်ကြရပါတယ်ဒါပေမဲ့နေပြည်တော်တိစောက်ရေးကတော့စနစ်တကျတွက်ချက်တိစောက်ထားတာမရှိခဲ့ပါဘူးအာနာရှင်ဟောင်းဦးတန်းရွှေဟာတဘာဝတန်းငွေကရတဲ့ငွေတွေနဲ့ဘုံဘောလောသုံးတိစောက်ခဲ့တဲ့နေပြည်တော်မြို့တော်ကြီးကိုနှစ်20လောက်နဲ့ပြတ်သွားလိမ့်မယ်လို့မထင်ထားပါဘူးနေပြည်တော်တိစောက်ရာမှာစစ်ဖက်ဆိုင်ရာအဆောက်အဦတွေကိုအဲ့ဒီအချိန်ကစစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီးတီဟသူရတင်အောင်မြင့်ဦးကတာဝန်ယူခဲ့ပြီးအရက်ဖက်အဆောက်အဦတွေကိုဦးသိန်းစိန်အစိုးရလက်ထက်တမရာရုံးဝင်ကြီးနဲ့နေပြည်တော်မြို့တော်ဝန်ဖြစ်ခဲ့သူဗိုလ်မှူးကြီးဟောင်းဦးသိန်းညွတ်ကတာဝန်ယူပါတယ်နေပြည်တော်တိစောက်ရေးမှာအဓိကအဖွဲ့အစည်း3ခုရှိပါတယ်ပထမအဖွဲ့ကစစ်အင်ဂျင်နီယာ GE တပ်ဖြစ်ပြီးသူ့လက်အောက်မှာရှိတဲ့အထူးဆောက်လုပ်ရေးတပ်တွေကစစ်ဖက်အဆောက်အဦနဲ့လမ်းတရားတွေစောက်ခွင့်ရပါတယ်နေပြည်တော်ဆောက်လုပ်ရေးနဲ့မီလီယံနာဖြစ်သွားတဲ့ GE တပ်အရာရှိတွေတဲကလူသိများသူတူကတော့အဆိုတော်ပိုးထနေသူနေရဲမှန်ဖြစ်ပါတယ်အမည်ရင်းဗိုလ်မှူးထေဝင်းဖြစ်ပြီးအထူးဆောက်လုပ်ရေးတပ်ရင်း3ကတပ်ရင်းမှုပါလန်တရားတွေကိုတိစောက်ရသူဖြစ်ပြီးသမရအိမ်တော်အဝင်တရားဟာသူစောက်ခဲ့တဲ့တရားများစွာတဲကတစ်ခုဖြစ်ပါတယ်လမ်းတွေအဆောက်အဦတွေမှာအဓိကဘီလက်မြေဖြော်တဲ့နေရာပါဘီလက်မြေအိတ်အရေးအတွက်ရှော့ထည့်ကြတာတစ်ခါဖြော်9ရီပဲရှော့ထည့်ရတဲ့ဟာမနှဲဘူးဒါကြောင့်ငလျင်လုတ်လို့အပြည့်စည်းအသေးပြောက်များရတာလို့နေပြည်တော်စောက်လို့ရေးမှာလုတ်ခဲ့တဲ့အင်ဂျင်နီယာကပြောပါတယ်နေပြည်တော်တိစောက်ရေးဟုတ်ကဲ့ဒီမှာသူတို့တွေကတော့ဒီလိုလေးခိုးစားသွားကြတာပေါ့နော်တစ်ခုမဟုတ်တစ်ခုနည်းနည်းနော်မဟုတ်ဘူးเนาะဒီလိုလှုပ်သွားတာပျက်စီးသွားတာလှုပ်သွားတယ်ဒါပထမအပိုင်းပါเนาะဒုတိယပိုင်းမှာဘလို့ပြောသွားတယ်ဆိုတာလေးကျွန်တော်တို့ပြန်ဆက်ပြီးနားထောင်ကြည့်အောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ account လေးကို follow လေးလုပ်သွားကြပါเนาะဒီလိုနိုင်ငံရေးအမြင်တွေအတိအမြင်တွေကောင်းတဲ့ဗီဒီယိုလေးတွေကျွန်တော်တင်သွားပေးမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုမင်္ဂလာပါအရေးတော်ပုံအောင်ရမည်